အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းခဏကျွန်တော်ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့ 8000 1000 8000 2000ပေါ့နော်ဒီကြားထဲမှာရှိနေတော့ကျွန်တော်တွေ့ရတယ်တခြား BTC နဲ့အတူတူပေါ့နော် ETH HRP BNB Solana Doge ADA LTC .bch NIA ICP ဒီ coin တွေကလည်း downside မှာရှိနေတော့ကျွန်တော်တွေ့ရတယ်တခြား TRH ကတော့နည်းနည်းတက်လာတဲ့အနေအထားမှာရှိရပါတော့ဆိုတော့ overall market မှာ volume နဲ့တော့တွေ့ရတယ်ဆိုတော့ခဏကျွန်တော်ဒီ market စဖွင့်နေရဆိုတော့ခဏကျွန်တော် pump temp တွေလည်းကျွန်တော်တွေ့ရမယ့်အနေအထားမှာရှိရပါတော့ဆိုတော့ကျွန်တော်ဒီ 4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ 8000 ဆိုတဲ့ target တစ်ခု break လုပ်ပြီးတော့မှအထက်ကျွန်တော်ဒီပြောထားတဲ့ဒီ 9000 ကနေပြီးတော့ 9200 ပေါ့နော်ဟိုဘက်ကိုမသွားဘဲနဲ့ပြန်ပြီးတော့ downside ကိုရောက်လာတယ်ပေါ့နော် BTC ကဆိုတော့ပြောမယ်ဆိုရင်လက်ရှိကျွန်တော်တို့ downtrend ကိုပြန်ရောက်လာတယ်ပေါ့နော်ဆိုတော့ဒီမှာ downtrend ကိုပြန်ရောက်လာတဲ့အချိန်မှာလုံးဝဒီ BTC လုံးဝမရှိသေးဘူးဆိုရင်လက်ရှိဒီ current price နဲ့ small margin low leverage ပေါ့နော် entry ဝင်ထားလို့ရတယ်ပေါ့နော်လုံးဝ BTC မရှိသေးတဲ့လူတွေဆိုတော့ဒီမှာကတော့ကျွန်တော်ကြီးကြီးမားမားပြောင်းလဲမှုကိုတော့တွေ့ရလိမ့်မယ်တော့မထင်ဘူးပေါ့နော် volume နည်းနေတဲ့အတွက်ကြောင့်မလို့ market မှာ volume ရောက်မှာပဲကျွန်တော်ကဒီမှာကြီးကြီးမားမားပြောင်းလဲမှုတွေ့ရလိမ့်မယ်ဒါပေမဲ့ခဏဈေးကွက်စဖွင့်တဲ့ရက်ဆိုတော့အနေနဲ့အများပတ်ပန်တမ်းတွေတော့ကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် daily မှာလည်းကျွန်တော်တို့ uptrend ကိုရောက်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ downtrend ကိုရောက်နေတဲ့အနေအထားမှာရှိရပေါ့နော်ဆိုတော့ဒီ BTC ကကျွန်တော်တို့ဒီ downtrend မှာရောက်နေတဲ့အချိန်မှာဒီအရင်ဝယ်ထားပြီးသားသူတွေပေါ့နော်လက်ရှိဆိုရင်အရှုံးထဲမှာရှိတဲ့လူတွေဆိုတော့ဒီ DCA point ကကျွန်တော်တို့ဒီ 9000 ကနေပြီးတော့ 9200 ပေါ့နော်အဲ့ support တစ်ခုကိုရောက်မှာပဲကျွန်တော်တို့အဲ့ဒီမှာ DCA လုံးမယ်ဆိုတော့တခြားကျွန်တော်တို့ရဲ့ target ကဒီကနေစပြီးတော့ဒါ8400ပြီးရင်တော့ကျွန်တော်တို့8800ပြီးရင်9000ကနေ9200ပေါ့နော်ဒီလိုတစ်ဆင့်ချင်းစီသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ9000ကနေပြီးတော့9200ဆိုတဲ့ target ကအရင်အရေးကြီးတယ်ပေါ့နော်ဒီ9000ကနေ9200ဆိုတဲ့ target ကိုကျွန်တော်တို့က break လုပ်ပြီးတော့မှာပဲ BTC ကဒီ bull run ပေါ့နော်ကျွန်တော်ဟိုဘက်ကို all time high price တွေကိုမြင်ရလိမ့်မယ်ပေါ့နော်တကယ်လို့ဒီဟာကို break မလုပ်ဘဲနဲ့ BTC က9000ကနေ9200ပေါ့နော်အဲ့ကနေစပြီးတော့လဲထပ်ပြီးတော့9000အောက်ကို downside သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီbull market ပြီးဆုံးသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါ expect တော်တော်များများလည်းဒီလိုပဲ comment ထားကြတာရှိတယ်ဆိုတော့ကျွန်တော်ဒီ weekly chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် weekly အနေထားအရကြတော့ကျွန်တော် uptrend မှာပဲရှိနေတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့8000ကနေပြီးတော့ဒီ8000ကြားထဲမှာဝယ်ထားတဲ့သူတွေအနေနဲ့လည်းအရင်စိုးရင်စရာမရှိဘူးပေါ့နော် BTC ကကျွန်တော်ဟို daily အရရောဒီကျွန်တော်ဒီ4 hour အရရောကျွန်တော်ကဒီ downtrend မှာရှိနေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ weekly အရကြတော့ကျွန်တော် uptrend မှာရှိနေတော့ပေါ့နော်ဖြစ်နိုင်တယ်ကျွန်တော်ဒီ8000ထိရောက်ပြီးတော့မှအဲ့ကနေစပြီးတော့ volume နဲ့ market မှာရောက်မယ်ပေါ့နော်တရင်အချက်လက်တွေလည်းနည်းနည်း market အတွက်ကောင်းမယ်ဆိုရင်တော့ဒီကနေစပြီးတော့ကျွန်တော် market ကပြန်ပြီးတော့ recovery ဖြစ်မဲ့အလားအလာလည်းရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒီ weekly chart pattern မှာတော့ကျွန်တော် uptrend မှာပဲရှိတယ်ကျွန်တော်တို့ higher low pattern ကိုပဲ follow လုပ်နေတယ်ပေါ့နော်ဆိုတော့ဒီမှာလုံးဝ entry မယူရသေးတဲ့သူတွေဆိုရင်ဒါလည်းရှိ current price နဲ့ small margin low leverage ပေါ့နော်ဒါယူလို့ရတယ်ပေါ့နော် entry တစ်ခုယူထားလို့ရတယ်entry ယူပြီးသားသူတွေအနေနဲ့ကြတော့ဒါ second entry ဒီမှာမလို့စေချင်သေးဘူးပေါ့နော်ကျွန်တော်ဒီထက် downside ကိုရောက်ပြီဆိုမှကျွန်တော်ဒီမှာ second entry တစ်ခုကိုယူမယ်ပေါ့နော်ဆိုတော့လက်ရှိ DCA လုံးမဲ့သူတွေအတွက်လည်းကျွန်တော်ပြောထားသလိုပေါ့နော်ကျွန်တော် DCA က9000ကနေ9200ပေါ့နော်အဲ့ range တစ်ခုရောက်မှာပဲကျွန်တော် DCA လုံးမယ်ဆိုတော့လက်ရှိကျွန်တော် overall market ကိုတစ်ချက်လောက်ပြောရမယ်ဆိုရင်တော့လက်ရှိ market အတွက်သတင်းအချက်လက်တွေအရင်ကောင်းတဲ့ဘက်မှာမတွေ့ရဘူးပေါ့နော်ပြီးတော့လက်ရှိ volume နည်းနေတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော် BTC လည်း downtrend မှာရှိနေတယ် coin တော်တော်များများလည်း downside မှာရှိနေတယ်ပေါ့နော်ဆိုတော့လက်ရှိတခြား 4.entry တွေကိုတော့သတိထားစေချင်ပါတယ်ခဏအတွက်တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်